မိုက်ကယ်ပြင်းပြင်းလုံးမလိုက်ကြမိုက်ကယ်မသုံးဆောင်နိုင်တော့ရတာများမှာတို့ကြီးပေါ်ဝင်တကြီးရတာစစ်စစ်တာဘူးဂျူလီနဲ့ချောကလက်အောင်ကြတဲကြစတော်ဘယ်ရီကြလုံးမလိုက်ကြများမရှိပါနဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ GTA5 game ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အားပေးနေတဲ့ချောကြီးတွေထဲမှာ Microsoft ကိုပြောနေတဲ့သူတွေများတာဖြစ်တဲ့အတွက်ဒီနေ့ရဲ့ဗီဒီယိုမှာတော့ GTA ထဲမှာ Micro mod တွေနဲ့တူကျွန်တော်လာဆော့ပြသွားမှာဖြစ်ပါတယ်ကဲဒီနေ့မှာဆိုရင်တော့ဖြစ်ကျွန်တော်နောက်မှာစတိရယ်ဝက်ရယ်ပါလာတာပေါ့နော်ကျွန်တော်တော့ Creeper အင်ဂျီနဲ့ဒီနေ့ကတော့ခေါ်နေရပါတော့အာစီကျွန်တော်တခုလောက်ပြောချင်းလို့အေးဘာလဲအောင်ပြောဒီမျိုးကသူတွေက Micro ကိုနှစ်သက်လားဆိုတော့ကျွန်တော်လိုက်ပေးမယ်တကယ်လို့မနှစ်သက်လို့ရှိရင်တော့ကျွန်တော်ရဲ့ RPG နဲ့ထုမယ်အာစီအဆင်ပြေလားတိတ်ပြေတာပေါ့ကွာမင်းကငါတပည့်ပီတာနေပြီမြန်မာနဲ့ကိုကြီးကျွန်တော်မေးကြလေးတစ်ခုရှိလို့အေးအောင်ပါလေအတုံးငင်းစောတဲ့ကောင်နေကိုတို့ Micro များဆော့ကြလားမသိနော်အဲ့လိုပေါ်တော်ဂိမ်းတွေငါတို့မဆော့ဘူးအနောက်မှာစတိတကောင်လုံးပါနေရတော့မင်းက Micro ပေါ်တော်ဂိမ်းလို့ပြောတာပေါ့နော်အကိုထအကို Micro ဆော့လားလို့ပြောနေလေအယောင်တွေကကောင်းကောင်းရဲငါ့ကိုပြစ်နေwhat the fuck အဲ့ငါလူတွေဘေးပြေးသွားတော့ဟိုကောင်တော့ပြန်လာခဲ့ရောပြေးတာမှတန်းနေရပဲငါဒီကောင်နေအားကိုပြီးတော့မိုက်တာလေကွာမင်းတို့ပြေးသွားတော့ငါလည်းပြေးပြီပေါ့ရောက်ဟေးလို့ကဲဒီနေ့ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ရဲ့ဘော်ဒါ2ယောက်ကကျွန်တော်နောက်မလိုက်ဘူးပေါ့နော်ခဏကျွန်တော်ပြဿနာဖြစ်ပြီးတော့ခွေးလိုဝက်လိုပြစ်ကန်နေတဲ့အချိန်ဒီမှာတော့မှထွက်ပြေးသွားတယ်ပေါ့နော်အရန်ချစ်ဖို့ကောင်းတဲ့ကောင်တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ browser အနေနဲ့ဘာလုပ်မှလဲဆိုတော့ Micro Crazy ဆိုတဲ့အတိုင်းတက်တူးသွားထိုးမှာပေါ့နော်ဆိုတော့ဒီမျိုးကြီးမှာ Micro နဲ့ပတ်သက်တဲ့ပုံတွေထိုးပေးလားဆိုတော့ဒါလေးလာမှာပေါ့နော်ကဲဆိုတော့တက်တူးဆိုင်ကိုသွားရအောင် let's go ကျွန်တော်နောက်မှာရှိနေရတော့ဒါကတော့ကျွန်တော်တို့မျိုးမှာနာမည်အကြီးဆုံးဖြစ်တဲ့ကျော်ကြီးတက်တူးဆိုင်ပေါ့နော်ကျော်ကြီးတက်တူးဆိုင်သွားမေးကြည့်အောင်သွားပြီကိုကြီးနောက်မှပြန်လာတော့မယ်အေးအောင်မင်းကဘာပုံထိုးမှလဲဟိုတဲ့လေကျွန်တော် Micro နဲ့ပတ်သက်တာလေးထိုးခြင်းလို့ရလားမသိငါတို့ကတက်တူးဆိုင်ကလေးကလာဂိမ်းပုံတွေမထိုးကျွန်တော်က Micro ကိုကြိုက်တဲ့လူတယောက်ပါကိုရဲ့အားကြောင့်ကျွန်တော် Micro ပုံလေးထိုးခြင်းလို့နော်လုပ်ပါနော်ရောက်ပုံကြည့်ရတယ်ကိုလုံးမှလည်းတွေးနေတယ်ကဲတော့ကမထိုးပေးငါပြဿနာရှာလာမသိဘူးလွယ်ပြထိုးပေးလိုက်မယ်လေအကိုဘာတွေစဉ်းစားနေရလဲထိုးပေးမှလားမထိုးပေးဘူးလားအေးထိုးလို့တော့ရတယ်ငါညီဒါပေမဲ့နမူနာပုံတော့ရှိဖို့လိုတယ်နမူနာပုံကတော့ကျွန်တော်ကပါတယ်ခဏလေးကိုဒီမှာအကိုကျွန်တော်အပြင်ကနေပြမယ်နော်ဆိုင်ထဲမှာဆိုရင်လက်နဲ့ကင်လို့မရဘူးပေါ့နော်အခုကျွန်တော်ဒီဓာတ်ပုံလေးထိုးမှတော့ကိုမြင်ရလားဒီဓာတ်အေးဟုတ်ပြီထဲပြန်ဝင်ခဲ့โอเคဒါကတော့ကျွန်တော်တို့တက်တူးဆိုင်ရဲ့စီကန်းကိုလိုက်နာတာပေါ့နော်အထဲမှာကျွန်တော်စလိတ်တောက်လို့မရဘူးလက်နဲ့ကင်လို့မရဘူးပြီးတော့ကျွန်တော်တိရစ္ဆာန်တွေခေါ်လို့မရဘူးပေါ့နော်တက်တူးကထိုးပြီးပါပြီ PC ဒေါ်လာ3000ကျတယ်နီမဈေးရောတက်နိုင်ရဲ့လားတက်နိုင်တာပေါ့ဒါမှကျွန်တော်အခုပဲအဝစ်စားသွားလဲလာတာတက်တူးနဲ့လိုက်အောင်လာထိုးမယ်လို့ခင်ဗျစကားများနဲ့ဒီပုံလေးထိုးမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ Micro ထဲမှာဆိုလို့ရှိရင်တော့ဒါ Diamond Sword ပေါ့နော်အဲ့တော့ကျွန်တော်ထိုးလိုက်ပါမယ်ကဲဆိုတော့ကျွန်တော်တက်တူးလဲထိုးပြီးသွားပြီပေါ့နော်ဒါကတော့ကျွန်တော်ရဲ့တက်တူးလေးပြအောင်ဖြစ်ပါတယ်ကျွန်တော်တကယ် realisticဆန်တာပေါ့နော်ကျွန်တော်စတီကာလေးကတ်ထားသလိုကဲတော့ကျွန်တော်ရဲ့ border နှစ်ယောက်ကျွန်တော်သွားခေါ်မှာပေါ့နော်အဲ့ဒါတော့ဗာလဲဆိုတော့စတီနဲ့ဆိုတော့ bro တွေးလိုက်တဲ့ web ပဲဖြစ်ပါတယ်ကျွန်တော်ဒီတိုင်းသွားလို့ရှိရင်တော့အဆင်ပြေမှာမဟုတ်ဘူးဗျဗာလဲဆိုတော့ဒီကောင်နေတဲ့နေရာအရန်ဝေးတော့ကျွန်တော်လမ်းလျှောက်မနိုင်ဘူးလေအဲ့တော့ကျွန်တော် online ကနေကျွန်တော်ဆိုင်ငယ်လေးတစ်စီးမှာလိုက်အောင်မယ်โอเคကျွန်တော်ဘာလို့နဲ့ကျွန်တော်ဆိုင်ငယ်ကတော့ရောက်နေပေါ့နော်ကျွန်တော်ဆိုင်ငယ်ကတော့ bro ခတ်မှန်းလို့ရပါတယ်အဲ့ဒါကျွန်တော်လိုအနေထားနဲ့ဆိုရင်ဘာပဲကိုစီးမှာလဲ bro ခတ်မှန်းလို့ရရင်နော်โอเคဆိုတော့ဒါ bro ခတ်မှန်းတဲ့အတိုင်းပါပဲကျွန်တော်တို့အဲ့တော့ကျွန်တော်လာပို့ထားတဲ့ဆိုင်ငယ်ဖြစ်ပါတယ်နော်ငါဒီဆိုင်ငယ်စီးရမှာနည်းနည်းကြောချမ်းတယ်လုံးကဲလှုပ်သွားမယ်ဒီဆိုင်ငယ်ကတော့ကျွန်တော်ဒေါ်လာ9000တန်တော့ဗောနော်ကျွန်တော်တခြားမှဆိုဘလို့မှဝယ်လို့မရဘူးဒါကျွန်တော်တယောက်ပဲစီးဖို့အတွက်ထုတ်တာပဲဗောနော်ပြီးတော့ကျွန်တော်ဆိုင်ငယ်ကလုံးဝအင်ဂျင်ပါဝါဆိုလဲပြောစရာမလိုလုံးဝအမြန်သိရမလားပြီးတော့အကျန်းလဲခံတယ်ဒီဆိုင်ငယ်ကကျွန်တော်တည်သက်သုံးမယ်ဆိုလို့ရှိရင်10နှစ်လောက်သုံးလို့ရတယ်ဗောနော်ဒီဆိုင်ငယ်ကပြောနေဆိုရင်အေးမင်းတို့နှစ်ကောင်ငါမသိလို့မေးပါစေအောင်မင်းတို့စောနာဘာလို့ထွက်ပြေးတာလဲဟမ်ငါခွေးလို့နွားလို့အပြစ်ခံနေရတဲ့အချိန်ဆရာကြီးရလဲဆရာကြီးပြစ်ကန်ထိရလေကျွန်တော်ပြစ်ကန်ထိရမှမဟုတ်တာဆရာကြီးကပင်သားတစ်တီပေါ့ဟာမယမ်းလိုက်တာကွာမင်းတို့ဒီကန်းကြီးမှာဘာလာလုပ်နေတာရေးလာကူးနေရလားငါ့ကိုပြောမဟုတ်ဆရာကြီးအရှိနာကိုသွားလိုက်အောင်မစော်လေးရှိတယ်ဘီကနီလေးနဲ့အများကြီးပဲဒီကောင်တွေငါ့ကိုနှာဘူးများထင်နေရလားမသိပါဘူးလာမင်းတို့ပြောတာဟုတ်လို့ကတော့ဟုတ်ပေါ့ငါဆိုင်ကလေးသွားရှိုးလိုက်မယ်တစ်ချက်လောက်လမ်းတယ်ဟာတကယ်လမ်းတာပဲလာကြမင်းတို့ဒီတည်းကသူတွေမေးပြီးသွားပြီလားဘယ်သူတွေ Microsoft လဲလို့ဆရာကြီးကျွန်တော်မေးဖို့မေးပါကျွန်တော် sorry ပဲလိုက်ငန်းနေရမင်းတို့တကယ်အသုံးမကျတဲ့တပည့်တွေပဲဆရာကြီးနော်ကျွန်တော်တယောက်တည်းမပြောနဲ့ဟိုကောင်ဝက်လဲပါတယ်
ဟဲ့မင်းရောပါတာလား အော်အာစီကျွန်တော်ဘာမှမသိဘူးအဲ့ကောင်စတိခေါ်လို့ကျွန်တော်လိုက်ကြည့်နေရ မင်းတို့နှစ်ကောင်လုံးတူတူပဲတကားများတယ်မှာငါဆိုင်ကယ်နော်မပြောက်စေနဲ့ဒီဆိုင်ကယ်ကဒေါ်လာ9000တန်တယ်မင်းတို့တေချာဆောက်ရှောက်တာဦးလေးကျွန်တော်မေးကြစီလို့ဦးလေး Minecraft ဆော့လာဦးလေးအော် what the fuck အဲ့ရောက်နေ RPG နဲ့မလုံးနဲ့ငါ Minecraft ဆော့လာလို့ပဲမေးတာလေမင်းတို့ဒူးတာအကြောင်းမို့ငါပါလာထိတယ်ဟာပေါက်လို့ပဲသားမပြေးကုန်ပြီလာရောက်နေဆိုင်ကယ်နဲ့သွားမယ်မင်းတို့နှစ်ယောက်လမ်းလျှောက်ခဲ့ငါဆိုင်ကယ်နဲ့အရှိကသွားလိုက်မယ်ဟယ်လို stop ခဏမေးရရှိလို့အန်ကယ်မေးရရှိလို့ငါနဲ့မှာပဲပြေးတယ်ကွာမေးရရှိလို့ပြောနေရလေ Minecraft ဆော့လာကိုကြီး Minecraft ဆော့လာ Minecraft ဆော့လာလို့ပဲအမခဏလေးအမမလုံးနဲ့အမကြီးအမနောက်ကြည့်အောင်တကယ်သုံးမကြတဲ့ကောင်တွေပဲလို့မင်းတို့ RPG ကငါလာထိတယ်နွားတွေရဲ့ငါတို့ဒီနေ့အစီအစဉ်ကဘာလဲဆိုတော့ငါတို့စစ်တပ်တဲ့ဝင်မရမယ်တဲ့ချို့လူရပြောရပါတော့ငါတို့စစ်တပ်တဲ့မှာသွားတောင်းညံ့ရမှာပေါ့နော်အဲ့တော့မင်းတို့နှစ်ကောင်လိုက်အောင်မလားလိုက်ပါဘောအာစီရဲ့အာစီဘေတော့ကျွန်တော်လိုက်မယ်ကဲသွားမယ်အဲ့ဆိုငါတို့စစ်တပ်သွားမယ်ထင်းတဲ့အတိုင်းပဲဟိုကောင်နှစ်ကောင်ကြံခဲ့ပြီ GTA ထဲမှာစစ်တပ်ထဲဝင်လို့ရှိရင်စတား9လုံးတက်တယ်ပေါ့နော်အခုကဘာလို့မတက်လဲဆိုတော့ဒီစစ်တပ်တစ်ခုလုံးကိုကျွန်တော်ဝယ်ထားရပေါ့နော်လုံးဝကျွန်တော်ကဘာလဲဆိုတော့ဘောစီပေါ့နော်ကျွန်တော်စီးတဲ့ဆိုင်ငယ်လေးကိုကြည့်ရင်သိပါတယ်ဒီကောင်ပုံကြည့်ရတာနည်းနည်းစိတ်ရှည်မဲ့ပုံပဲကိုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျဘာမှပြောစရာရှိလို့လဲကျွန်တော်မေးချင်တာလေးတစ်ခုရှိလို့ပါဟုတ်ကဲ့မေးပါကိုတို့ Minecraft တွေပါများဆော့ကြလား Minecraft ဘာဂိမ်းလဲခင်ဗျကျွန်တော်မသိဘူးဟုတ်တယ်လေကို3ဂိမ်းဗျာ तू ကတစ်ပင်ခေါ်ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့တစ်ပင်နဲ့အတုံးလေးနဲ့ကျွန်တော်တို့အိမ်နေပါဆောက်ရတာပေါ့နော်အဲ့ဒါအကိုဆော့လားမသိဘူးကိုဆော့လားဟမ်အကိုဆော့လားလို့ငါဆော့လားလို့ပြောနေရလေအချုံမုတ်က200ပြီးတော့အချုံမုတ်က200ခန်းကြီးဒီက3လုံး Nope ပြီးတော့လက်ဖက်တုပ်က1ထုပ်အကိုအေးပြောညီလေးအကိုမေးရလေးတခုရှိလို့ဒီစစ်တပ်တွေကသူတွေ Minecraft များဆော့ကြလားမသိဘူးငါပဲသိပါလဲကွာမင်းကလည်းဒီမှာငါစင်းတွက်နေရမဟုတ်ကိုရဲ့ကျွန်တော်သိကျင်တာဗျာစစ်တပ်တွေကအကိုစရင်တွက်နေစို့ဘာလဲအကိုစာရွက်ကိုပေါ်တင်လိမ့်တာနော်အကိုပေါ်တင်လိမ့်တာနော်ဘာကဖြဲဖို့လာကြပြီဝမ်မင်းတို့ဒိုင်မောဆော့တဲ့ခုံဘယ်ကောင်ပြစ်တာကတုံးမင်းပြစ်တာပေါ့ပြစ်ချင်အောင်မင်းပြစ်ချင်အောင်ဟမ်ပြစ်အောင်လားဟိုကောင်တော့ငါဆိုင်ငယ်ခိုးဖို့ချအောင်နော်လားမဲပြစ်ချင်အောင်ပြစ်ချင်အောင်ငါ့ကိုပြစ်ချင်အောင်ကဲလစ်ပြီမာကြီးတို့ဘေးပဲကိုကြီးတို့ဘေးပဲနော်ကိုကြီးတို့တိုက်မိမယ်ဘေးပဲကြပါလမ်းကျင်းတယ်ကိုကြီးလမ်းကျင်းလို့ပါခင်ဗျာလမ်းကျင်းလို့ပါနော်စိတ်မရှိပါနဲ့တိုက်မိစိတ်မရှိပါနဲ့လမ်းကျင်းလို့ပါတကယ်လူတက်တဲ့ကောင်ပဲကွာကြည့် Nope လမ်းကျင်းလို့ပါတော့ကိုကြီးတို့ဘာလို့လူစုနေရလဲဝမ်ကဲဒီနေ့ရဲ့ဗီဒီယိုတော့ပါပဲခင်ဗျာအဆုံးထိကြည့်ပေးတဲ့ viewer တယောက်ချင်းတွေလည်းကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye